Hollywood ရုပ်ရှင်တွေထဲကလို့မယုံနိုင်စရာဇာတ်လမ်းမျိုးတွေကတကယ်ဖြစ်လောကမှာလည်းဖြစ်ခဲ့တယ်ဆိုရင်ဘယ်လိုလုပ်မလဲဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အဲ့လိုပါပဲတမိုင်းမှာအာအောင်မြင်ဆုံးလေးချောင်းထောက်လန့်ရေးစစ်စင်ရေးကြီးတစ်ခု Operation Diamond အကြောင်းကိုပြောပြသွားမှာပါဒီဖြစ်ကအရန်ကိုမိုက်လွန်းလို့နောက်တိုင်းမှာ Steal the Sky ဆိုပြီးရုပ်ရှင်အောင်ဖြန်းရိုက်ခဲ့ရတယ်လေဟုတ်ပါတယ်ဒီစစ်စင်ရေးကဘလောက်တောင်ရဲတိမ်ပြီးစွန်းစားခန်းချလဲဆိုရင် Hollywood ကတော့မျက်စိကြားခဲ့ရတဲ့အထိပဲကဲဒီတော့ဒီဇာတ်လမ်းနဲ့ကိုတူတူခုံစင်းဝေးရောက်ချီလဲကြရအောင်ဒီစစ်စင်ရေးကဘာလို့ဒီတော့အရေးကြီးသွားရတယ်လဲဆိုတာကိုနားလည်ဖို့ဆိုရင်လေကျွန်တော်တို့အချိန်ဆက်စီးပြီးအတင့်ကိုခဏပြန်သွားကြည့်ကိုလို့မယ်ထတော့ကတော့60ပြည့်လွန်နေတယ်တဲမှမှုတွေနဲ့ပြည့်နေတဲ့အရှက်လက်ပိုင်းဒေသကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီအချိန်မှာအစ္စရေးနိုင်ငံရဲ့ရပ်တည်မှုကိုပါချင်းချုံနိုင်တဲ့နီးပညာလက်နက်ကြီးတစ်ခုရှိနေခဲ့ပါတယ်အဲ့လက်နက်တာပါလဲဆိုတော့ဆိုဗီယက်လို့မီကိုယန်ကူဘရီဗတ် MiG-21 ပါပဲဒါကရိုးရိုးတိုက်လေယာဉ်မဟုတ်တော့အတန်ထက်မြန်တဲ့အလုံးအစင်းမြင့်နီးပညာသုံးတိုက်လေယာဉ်အနောက်နိုင်ငံတွေရဲ့လေယာဉ်တွေပူမီမြန်ပြန်နိုင်တယ်ပို့ပြီးတော့လည်းလုတ်ရှားရလွယ်ကူတယ်ဆိုတော့အာရဗ်လေးသက်တွေတော့ဒါသူတို့ရဲ့အဓိကအားသာချက်သူတို့ရဲ့အရေးပါဆုံးလက်နက်တစ်ခုဖြစ်နေကြတာပေါ့ကဲဒီတော့မင်းစရာရှိလာပြီကိုဘာမှမသိတဲ့ရန်သူကိုဘယ်လိုပြန်တိုင်မလဲအစ္စရေးတဲ့တော့အဖြစ်ကရှင်းပေမဲ့အရန်ကိုပြင်းထန်တယ်အဲ့ဒါကတော့ရန်သူလက်နက်ကိုကိုယ်တိုင်ရအောင်ယူဖို့ပဲဟုတ်တယ် MiG-21 တစီကိုရအောင်ယူရမယ်အဲ့ဒီလေယာဉ်ကိုကိုယ်တိုင်ကိုယ်ကြရမှပဲသူ့ရဲ့လျှော်ချက်တွေကိုလေ့လာအားနည်းချက်တွေကိုရှာပြီးတံပြန်တိုက်ခိုက်နိုင်မယ်နီးလန်းကိုရှာနိုင်ပါလေဒါဟာနိုင်ငံတစ်ခုလုံးရဲ့ရှင်းတန်ရက်တီရဲ့အတွက်မဖြစ်မနေလောက်ရမယ်ကင်းစားဖြစ်နေခဲ့တာပါဒါပေမဲ့အဲ့ဒီလိုထိတ်တန်းနေပညာထုံးတိုက်လေရင်တစီကိုဘယ်လိုလုပ်ကြီးရအောင်ယူမှာလဲလေဒတ်စခန်းနဲ့ကိုဝင်ပြီးယူလာလို့မှမဖြစ်နိုင်တာဆိုတော့သူတို့မဟာနီလန်တစ်ခုပဲရှိရတယ်အဲ့ဒါကတော့အီရတ်လေတပ်ထက်ကလေးသူရဲတယောက်ကိုပတ်ပြောင်းလာအောင်စီယုံပြီးအဲ့ဒီလေရင်ကိုအစ္စရေးအထိမောင်းလာခိုင်းဖို့ပဲဒီလိုနဲ့သူတို့ရဲ့အတွင်းလူကိုစပြီးရှာပုံတော်ဖွင့်ခဲ့ကြတာပေါ့အရှင်အတော်ကြာရှာဖွေလိုက်ပြီးတဲ့နောက်မှာတော့မော်ဆတ်ဟာသူတို့ရှာနေတဲ့လူကိုတွေ့သွားခဲ့တယ်သူ့နာမည်ကမူနေရက်ဖာအီရတ်လေတပ်ရဲ့အတော်လုံးလေသူရဲတွေကတည်တော့ပေါ့သူကအရန်တော်တဲ့လေသူရဲတွေဟုတ်ပေမဲ့သူ့မှာပြဿနာတစ်ခုရှိနေတယ်သူကခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့အတွက်ခွဲခြားဆက်ဆံခံနေရတယ်ယာရူတော်လိုင်းကလည်းပိတ်နေတယ်အဲ့ဒီလိုမကြေမနက်ဖြစ်နေတဲ့စိတ်ကပဲမော်ဆတ်အထက်တကားဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့တာပါသူတက်ကလေပိတ်ဆန်ကိစ္စတကူတည်းမဟုတ်ခဲ့ဘူးသူကမမြင်ရတဲ့တန်ကြိုးတွေနဲ့ချီနှောင်ခံထားရတဲ့လိုမျိုးခံစားနေရတာသူတကယ်တမ်းလို့ချင်နေခဲ့တာကသူ့ရဲ့ရည်ချင်းကိုအတိမတ်ပြုပေးမဲ့နေရာတစ်ခုသူ့မိသားစုအတွက်အနာဂတ်အသစ်တစ်ခုပြီးတော့လွတ်လပ်ဖို့ပဲဖြစ်ပါတယ်ဆိုတော့အစ္စရေးကန်လန်းချက်ကလည်းညှိမို့ခက်လောက်အောင်ကိုတော့ဆွဲဆောင်မှုရှိခဲ့တယ်ပထမဆုံးကတော့ပိတ်ဆံပေါ့အဲ့ဒီခက်ခါကဆိုရင်အလွန်များပြားတဲ့ပမာဏဖြစ်တဲ့ American Dollar တစ်သန်းဒုတိယတစ်ခုကအစ္စရေးနိုင်ငံသားဖြစ်နေဘွားတစ်ခုကိုအစာပြုတ်ခွင့်ပြီးတော့အရေးကြီးဆုံးအချက်ကတော့သူ့မိသားစုတစုလုံးကိုအီရတ်ကနေဘေးမတိရမခါပဲခေါ်ထုတ်ပေးမယ်ဆိုတဲ့အာမခံချက်ပါပဲကဲတဘောတို့ညီချက်တော့ရာသွားပြီဒါပေမဲ့အခုမှခက်ဆုံးပိုင်းကိုရောက်လာတာအဲ့ဒါကတော့မယုံနိုင်လောက်အောင်ရှုပ်ထွေးပြီးအခြေတမင်းလွှဲတာနဲ့အားလုံးရသက်ပါသွားနိုင်တယ်ဒီစီဇန်ကြီးကိုအကောင့်ထဲပေါ်ဖို့ပါပဲဒီစစ်စင်ရဲ့အစီအစဉ်ရေးဆွဲမှုကလေထော်လန်ရေးတမိုင်မှာစံတင်လို့တဲ့လက်ရမြောက်အစီအစဉ်တစ်ခုပါပဲအရာအားလုံးကိုအသေးစိတ်ကိုစီစဉ်ထားတာစက်တွေရဲ့ကုတ်တေကနေထပ်ပြီးမဲ့လမ်းကြောင်းပြီးတော့သူမိသားစုကိုဘလို့ခေါ်ထုတ်များဆိုတာအထီးပေါ့ရုပ်ရှင်တကားကြည့်နေရတယ်လို့ပဲလို့ပြောကြတာကဒီစစ်စင်ရေးဘလောက်တောင်တိကျသေးသက်တယ်ဆိုတာကိုဖော်ပြနေရပါဒီစစ်စင်ရေးတလုံးမှာအန်တဲ့အကြီးဆုံးအပိုင်းရပါလေဒီလား Red Fire ရဲ့မိသားစုကိုခေါ်ထုတ်ဖို့ပဲဒါကိုအစ်စ်အနေနဲ့တေးသေးချာချာလုပ်ခဲ့ရတယ်ပထမအစ်စ်သူ့ဇနီးနဲ့ကလေးလေးကိုဆေးကူဟိုဆိုတဲ့အကြောင်းပဲချက်နဲ့ဥရောပဝင်ကြီးလွတ်လိုက်တယ်ဒုတိယအစ်စ်ချန်တဲ့မိသားစုဝင်တွေကိုကားတူပုံတွေရဲ့အခုအနေနဲ့နဲဆက်ကနေခိုးထုတ်ခဲ့တယ်ဒါပေမဲ့အရေးကြီးဆုံးကတတိယအစ်စ်ပဲ Red Fire ကသူ့မိသားစုအားလုံးလုံခြုံတဲ့နေရာကိုရောက်ပြီဆိုတဲ့အဓိပြုချက်ရမှာပဲသူကစတ်ထွက်မှာနည်းနည်းလေးမားတာနဲ့အားလုံးရဲ့အထက်ကစတိရမှာနော်သူတို့ဘယ်လောက်တောင်စိတ်ဆက်သေးချလဲဆိုတော့ပြတဲ့နောက်တစ်ချက်ရှိသေးတယ် Red Fire ကိုယ်တိုင် Israel ကိုလျှို့ဝှက်ခေါ်လာပြီးသူစမ်းသပ်မဲ့လေတဲ့စခန်းကိုကြိုတင်လာကြည့်ခိုင်းခဲ့တယ်ဘယ်လောက်တောင်စွန့်စားရလဲစဉ်းစားတာကြည့်ပြီးတော့နောက်ဆုံးထွက်ခွာဖို့အချက်ပြစကားကဘာလဲဆိုတော့တာမန်စားတဲ့ဆောင်မဟုတ်ဘူးရေဒီယိုကနေထုတ်လွှင့်မဲ့သချင်းတစ်ပုတ်ပဲအဲ့ဒီသချင်းကိုကြားလာနဲ့စစ်စင်ရေးစပြီးဆိုတာသူသိရမှာပါလပေါင်းများစွာအတိချာစီစဉ်ခဲ့တဲ့မြအရာအလုံးကအခုဒီတရက်တေးပေါ်မှာမူတည်နေပြီးအဲ့ဒီနေ့ကတော့1966ခုနှစ်ဩဂုတ်လ16ရက်နေ့ Operation Diamond ရဲ့အထောအထိပ်လွန်မြောက်ရဲ့အတွက်ပြန်ထားရမယ်ခရီးစီကြီးစတင်တော့မှာပါအဲ့ဒီနေ့မနေ့မှာပဲ Rafael ဟာလေကျင်းအေးပြန်တမ်းမိုးဆိုတဲ့ခေါင်းစဉ်နဲ့စီပြပြထားတဲ့ MiG-21 ကိုမောင်းပြီးပြန်တက်သွားခဲ့တယ်
လေတဲ့ရောက်တာနဲ့ချက်ချင်းပဲလမ်းကြောင်းပြောင်းပြီးယူရက်ရည်တာတွေမမိအောင်အလွန်နှိမ့်တဲ့အမြင့်ကနေပြန်တိုင်ခဲ့ရတာရင်တထိတ်ထိတ်နဲ့ဂျော်ဒန်လေပိုင်နဲ့ကိုဖျက်ကျော်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှ X-ray လေပိုင်နဲ့ထဲကိုရောက်သွားခဲ့တယ်အဲ့ဒီမှာ X-ray ချက်လျံတွေကသူ့ကိုလုံခြုံစွာဆင်းသက်နိုင်ဖို့လာဂျိုနီခဲ့ကြပါပြီ ကဲ Red Fire ရော MiG-21 ရောလုံခြုံဆင်းသက်နိုင်ခဲ့ပြီစစ်စင်ရဲ့အောင်မြင်သွားပြီပေါ့ဟုတ်ပါတယ်ဒါပေမဲ့ဒီစစ်စင်ရဲ့အကြီးမားဆုံးအချို့ထက်ရောက်မှုကအခုမှစတင်ပါဒီလေရင်တစည်းထဲကအရှိအလဲပေါင်းရဲ့စစ်ရေးချင်းခွင်လျာတစ်ခုလုံးကိုဘလို့များပြောင်းပြန်လန်ပစ်ထတာလဲ Israel နဲ့ American ကကျွမ်းကျင်သူတွေဟာအဲ့ဒီ MiG-21 ကိုတစ်ဆက်စီဖြုတ်ပြီးအသေးစိတ်လေးလာခဲ့ကြတယ်အထက်မှာဘာတွေတွေ့လဲဆိုတော့လေမှုရဲ့မြင်ကွင်းကွယ်တဲ့နေရာတွေရေဓာတ်တဲ့အားနည်းချက်လေးလေရဲ့စွမ်းဆောင်ရည်ကန့်သက်ချက်တွေအကုန်လုံးကိုရှာတွေ့ရတာဒါကရန်သူရဲ့ကစားကွက်စာအုပ်ကြီးတအုပ်လုံးကိုရလိုက်တော့ပါပဲဒီချက်လက်ဒီကြောင့်ပဲနောက်တစ်နေ့ကြာမှဖြစ်တဲ့6ရက်တာစစ်ပွဲမှာ Israel တို့လေကြောစစ်ပွဲကိုလုံးဝထိန်းချုပ်နေခဲ့တာပေါ့ ဒီဖြစ်ရရဲ့နောက်ဆက်တွဲကြရကကဘာတဝမ်းလုံးကိုရိုက်ခတ်သွားခဲ့တယ်အီရန်နဲ့ဆိုဗီယက်ယူနီယံအတွက်တော့ဒါကအကြီးကျယ်မဲနာပြဆရာကိစ္စကြီးဖြစ်ခဲ့တယ်ဝါရှင်တန်အတွက်ကတော့သူတို့ရဲ့အထူးပြိုင်ဖက်ရဲ့ထိပ်တန်းနည်းပညာကိုလေ့လာခွင့်ရလိုက်တဲ့ရတနာတိုက်ကြီးတစ်ခုပေါ့ပြောရရင်ဒီဖြစ်ရတစ်ခုတည်းကအရှက်လေပိုက်ရဲ့အာနာချင်းခွင့်ရကိုအပြီးလိုက်ပြောင်းလဲပစ်ခဲ့လိုက်တာပါပဲ စဉ်းစားကြည့်လေလူတယောက်ရဲ့လွန်မြောက်လို့စိတ်နိုင်ငံတနိုင်ငံရဲ့ရှင်ထန်ရဲ့တည်ရေးအတွက်တိုက်ပွဲကမ္ဘာအရာကြီးနိုင်ငံတွေရဲ့ထိပ်တိုက်တွေ့ဆုံမှုဒီဇလန်နဲ့မှာအရာအလုံးပါဝင်နေတယ်ဒါကြောင့် Hollywood အတွက်တော့ဒါကအထင်ရေးပြီးသားစညုံကောင်းထုလို့ပါပဲအဲ့ဒါကြောင့်1988ခုနှစ်မှာဒီဖြစ်ပျက်ကို Steal the Sky ဆိုတဲ့ရုပ်ရှင်ဖြစ်မော်ကွန်းတင်နေကြတာပေါ့ Operation Diamond ရဲ့ဇလန်အတေကကိုစဉ်းစားစီရတခုခြံထားခဲ့ပါတယ်ဟုတ်တယ်မလားတမိုင်းရဲ့ကြီးမားဆုံးအချိုးကွေ့တွေထဲကဘယ်နှခုလောက်ကများလူသိရှင်ကြတိုက်ထိုးတွေမှာဆုံးဖြတ်ပေးခဲ့တာမဟုတ်ပေအခုလိုမျိုးလူတွေမတိလိုက်တဲ့လျှို့ဝှက်စစ်စင်ရေးတခုတည်းနဲ့အဆုံးဖြတ်ပေးခဲ့တာမျိုးတွေရှိနေအောင်မလဲ